Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Dukata Amida Virasa Lalita Atulam Sarana Debubadama Yamagan Dukharandrana Panama Mizinam Edina Disa Vosena Hotume Zayamikalam Arabhayana Dukata Amida Virasa Lalita Atulam Sarana Dibubadama Yamagan Dukharandrana Panama Mizinam Edina Disa Vosena Hotume Zayamikalam Aram Jamana Ludomo Duroi Jibu Goyo Buddha Tugu Kanudo Mudhaito Araham Saivaya Yadita Naimagamu Kilida Agudu Nijiro Gule Kuludom Mubedado Araham Wadana Nidagwadamaya Kilida Rumaki Wizijiro Mubedado Bayada Zayaduyam Piadu Guadada Omino Mubedado Dukada Gaundo Nagago Suro Mudadado Dukada Gaundo Nibandu Leve Juadwado Mudadado Amidam Manashiado Gono Baunile Pisono Mubedado Viyasayaga Sajido Kilida Myuniji Maki Vido Mubedado Lali Dayanjido Chowdwedi Gumyu Sambe Pidido Mubedado Adulam Bila Kaunti Tamabini Jibidenya Longeta Yui Yaila Naindu Adula Lesiro Mubedado Serenam Nevayo Jong Jidoni Pisono Mubedado Ibu Badama Bawa Doma Bondoma Dunai Kilida Pumiro Goji Zira Munaidado Yamagayami Zozo Sajido Dago Biati Harugo Anulo Badilo Biaswano Munaidado Dukharam Lujana Natana Divanjandarugo Piro Mudadado Tarana Luna Naga Javyama Tatawa Vini Myabu Jiroi Adago Vayase Igam Jido Mubedado Zinyam Litiza Bankai Ngolang Kainga Dejatepe Namazwayam Nigo Pyasi Aumino Mudobaya Shinkurom Yajigo Aham Vayadviroti Panama mi yubi bieno manyojo yue gogrova imyaswabaya Mayam Vayadvido Maruti Panama ma yubi bieno manyojo yue gogrova vago imyaswabaya Edina Disa Vosena Ilunota Bodo Landapin Homa Soyare Wasi Disa Sakajam Edina Disa Vosena Idubayashin Kurom Yajibi Yaraham Bayanasia Sajido Gunoruni Pizuno Mubake Lumangan Soyare Wasi Disa Sakajam Me Junua Magam Junudua Zayamigalam Nabya Biyan Siwe Louis Sana Udanyadi Diwa Sozwa Sandotatu Aunya Amu Aung Yudi Aung Suyerana Aung Jiji Mingalati Hodu Moja Madri Pibazi Daji Payadvi Dodi Dandara Maza Yeni Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသို့မှသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောပါစေခြင်းကျိုးမှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသို့မှသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းကျိုးငါယူသည်မြတ်တို့လက်စုံမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်ဝရိယပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ထ
မင်းတလုံးဤဓမုတ်စသဖြင့်ဘေကံချင်းမြေထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား